လူတိုင်းကတော့အိမ်ကောင်းကောင်းကိုလိုချင်ကြတာပဲဒါပေမဲ့ပေးရတဲ့ဈေးနဲ့ပြန်ရတဲ့ခန်းစားချက်ထပ်ထူနေဖို့တော့အရေးကြီးတယ်နော်ဒါကြောင့်မို့လို့ကျွန်တော်ဒီနေ့မှာတော့လူချင်းမင်းတို့ပေးလိုက်ရတဲ့ဈေးနဲ့ပြန်ရတဲ့ဆိုတဲ့ခန်းစားချက်ကလုံးဝထပ်တူကြစေမယ့်အိမ်လေးတစ်လုံးကိုကျွန်တော်ရှာပေးထားတာဖြစ်ပါတယ်ဒီအိမ်ရဲ့ဒီဇိုင်းကလုံးဝ Royal Classic Design နဲ့ Minimalist Design ကိုပေါင်းစပ်ပြီးတော့တိစောက်ပေးထားတာပဲဖြစ်ပါတယ်အမိုးအနေနဲ့ကတော့ကျွန်တော်အမကန်တွေကိုမိုးထားပေးတာကိုတွေ့ရမှာဖြစ်တယ်ရေတလျှောက်တွေကိုအိမ်ပတ်ပတ်လေတုံးထားပေးတာကိုတွေ့ရမှာဖြစ်ပါတယ်အိမ်ရှိကလမ်းကတော့ငိုးရှူက8လမ်းဖြစ်ပါတယ်ငိုးရှူက8လမ်းဆိုလို့ရှိရင်နေပြီးတော့ပုပ္ပတိမျိုးကျွန်တော်ကိုဇဝနာဒီပါရက်ကွက်မြန်မာစီဝါရေးဘန်ရှိတဲ့ငိုးရှူကလမ်းမကြီးကြောက်ခတ်မှာတရှိတာဖြစ်ပါတယ်အိမ်ရဲ့အလဲကတော့တောင်ဘက်လက်လေးဖြစ်ပါတယ်အိမ်ရှိမှာဆိုလို့ရှိရင်လည်း car grass ကိုကျေကြီးလှုပ်ထားပေးတယ် flower box တွေကိုလည်းလုံးဝလှလှပပလေးနဲ့သေချာလေးပြုစုပေးထားတာကိုတွေ့ရမှာဖြစ်ပါတယ်ပန်းမင်တွေလည်းအကုန်စိုက်ပြီးသားကျွန်တော်တို့မြက်ခင်းတွေလည်းသေချာပြုလုပ်ပေးပြီးသားအလှပန်းတွေကိုကျွန်တော်တို့အပင်တွေကိုသေချာစိုက်ထားပြီးတော့တွေ့ရမှာဖြစ်ပါတယ် green area မှာဆိုလို့ရှိရင်လူချင်းမင်းတို့မြက်ခင်းစိုက်ထားပြီမဲ့လူချင်းမင်းတို့အမြဲတမ်းရေလောင်းနေကြမလို့ဘူးကျွန်တော်တို့ sprinkler လေးတက်ဆင်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့လူချင်းမင်းတို့ခလုတ်လေးတစ်ချက်ဖွင့်လိုက်တာနဲ့ရေလောင်းပြီးသားဖြစ်သွားမှာပဲဖြစ်ပါတယ်ဒီအိမ်ကြီးရဲ့ပတ်ပတ်လည်မှာဆိုလို့ရှိရင် oran လေးပါတက်ဆင်ပေးထားတဲ့ breeder စုချိုပတ်ပတ်လည်ခတ်ထားပေးတာကိုတွေ့ရမှာဖြစ်ပါတယ်ခင်ဗျတော်တော်လေးမိုက်ပြီးတော့ကျွန်တော်တော်တော်လေးလှတဲ့အိမ်ထဲမှာပါပါတယ်ခင်ဗျခြံစည်းရုပ်အုတ်ဒရိုင်းတွေလည်းတေချာလေးပြုလုပ်ပေးထားတာကိုတွေ့ရမှာဖြစ်ပါတယ်ခြံရှိမှာဆိုလို့ရှိရင်ကျွန်တော်တို့ green area နဲ့ flower pot တွေကိုတေချာလေးလှုပ်ထားပေးတယ်ကျွန်တော်ဒါကတော့လမ်းလျှောက်လို့ရမယ်ရှောက်လန်းလေးဖြစ်တယ်ရေမြောင်းကိုလည်းတေချာလေးလှုပ်ထားပေးတယ်ချစ်ချေလေးနဲ့နက်နက်လေးလှုပ်ထားပေးတဲ့အပြင်ကိုလုံးဝပြုတ်ခြင်းမရှိအောင်လို့ကျွန်တော်တို့ကြောက်တိုင်လေးနဲ့ကြက်ကန့်ပေးထားတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့အိမ်ပြန်ကနေမြင်ရမယ်အိမ်ရဲ့ပုံစံပဲဖြစ်ပါတယ်ခင်ဗျတော်တော်လေးမိုက်တယ်လို့ပြောလို့ရပါတယ်ခင်ဗျဒါဆိုရင်ကျွန်တော်လူချင်းမင်းတို့ကိုဒီအိမ်လေးကိုတစ်ချက်လိုက်ပြပေးပါမယ်ခြံရဲ့အဓိက main တကားကတော့ကျွန်တော်ဆွဲတကားဖြစ်တယ်ဆွဲတကား main တကားကြီးရဲ့အလယ်မှာကျွန်တော်တို့လူဝင်ပေါက်တွေလှုပ်ထားပေးတာကိုတွေ့ရမှာဖြစ်တယ်နော်တော်တော်လေးမိုက်တယ်ခြံရှိမှာကိုယ့်အိမ်ရှိမှာဘာအိမ်မှမရှိတာကြိုက်တဲ့သူတွေအတွက်ဒီအိမ်ကကွက်တီပဲဖြစ်မှာပဲဖြစ်ပါတယ်ခင်ဗျဘာလို့လဲဆိုတော့ရှေ့မှာဆိုလို့ချင်း buffer area ဖြစ်တဲ့အတွက်ကြောင့်မလို့လူချင်းမင်းတို့အနေနဲ့မျက်စိရှုပ်နာရှုပ်တက်တာမှာပဲဖြစ်ပါတယ်ခင်ဗျဒါကတော့ကျွန်တော်အိမ်ထဲကိုဝင်လိုက်ပါပြီခင်ဗျအိမ်ရဲ့ဝင်ခြင်းမှာကျွန်တော်တို့ရေမော်တာထားတဲ့နေရာလေးတွေ့ရမှာဖြစ်ပါတယ်တအိမ်လုံးကိုကျွန်တော်တို့ green area လွဲပြီးတော့ခြံတဲ့နေရာကြီးအကုန်လုံးကျွန်တော်တို့concrete တွေအပြည့်ခင်းထားပြီးသားဖြစ်တယ်ခြံပတ်ပတ်လည်မှာဆိုရင် apron တွေကိုသေချာလှုပ်ထားပြီးတယ်ရေမြောင်းစနစ်တွေကိုလည်းသေချာလေးလှုပ်ထားပေးတာကိုတွေ့ရမှာဖြစ်ပါတယ်ခင်ဗျဒီအိမ်ရဲ့ဒီဇိုင်းကလုံးဝကိုမိုက်တယ်ခြံထဲမှာဆိုလို့ရှိရင်လည်းကား2စီး3 4စီးကတော့အသာလေးပြက်ပြီးရပ်ပလိုက်လို့ရတယ်ရောမခက်ကဒီဇိုင်းပုံစံတိုင်လုံးတွေကိုလည်း special လှုပ်ထားပေးတာကိုတွေ့ရမှာဖြစ်တယ်ဒီအိမ်မှာဆိုလို့ရှိရင် portico အောက်မှာလည်းကားရက်လို့ရမယ်ကျွန်တော်တို့ကားပါကင်နေရာလေးလည်းအထဲမှာတီးတန့်လှုပ်ထားပေးတာကိုတွေ့ရမှာဖြစ်ပါတယ်ရေအနေနဲ့ကတော့စီပင်ရေးပါမှာဖြစ်တယ်ကျွန်တော်ဟိုဘက်မှာအိမ်ရဲ့ကောင်းရင်ဘက်မှာ grounded ပါတာကိုတွေ့ရမှာဖြစ်တယ်တအိမ်လုံးကိုကျွန်းတကာကျွန်းကြီးပေါင်ကျွန်းပါကေသေချာလေးလှုပ်ထားပေးတယ်မျက်နှာချက်စီလန်ဒီဇိုင်းကတော့ရိုးရိုးရှင်းရှင်းလေးပဲလှုပ်ထားပေးတာကိုတွေ့ရမှာဖြစ်ပါတယ်ဗျဒါဆိုရင်ကျွန်တော်လူချင်းမင်းတို့ကိုအိမ်ထဲကိုတစ်ချက်လိုက်ပြပေးပါအိမ်ထဲကိုရောက်တာနဲ့လှပသေးတဲ့မျက်နှာချက်စီလန်ဒီဇိုင်းကိုတွေ့ရမှာဖြစ်တယ်တအိမ်လုံးကိုကျွန်းပါကေကျွန်းကြီးပေါင်ကျွန်းတကာကျွန်းစကားတင်သေချာလေးလှုပ်ထားပေးတယ်ဒါကတော့ခြေဝန်းနဲ့ဖျားကနေထားဖြစ်တယ်ဒီအမှာဆိုလို့ရှိရင်ဒီလိုက်တင်ကောင်းကောင်းရအောင်လို့ကျွန်တော်တို့brand တကားတွေကိုသေချာလေးလှုပ်ထားပေးတယ် ventilation ရအောင်လို့ brand ပေါက်များများတုံးထားပေးတာကိုတွေ့ရမှာဖြစ်တယ်ဒါကတော့ living room ကနေပြီးဒီရှေ့မှာဆိုရင် TV စင်ထားဖို့နေရာကိုသေချာလေးလှုပ်ထားပေးတယ်eco wood နဲ့မှာပဲပြားကိုသေချာလေးတွက်ဆက်ပြီးတုံးထားပေးတယ်ဥပမာဆိုရင်အယုတ်တွေပါတွေအစုတစိတ်တွေတင်ဖို့အတွက်စင်တွေပါလှုပ်ထားပေးတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ master အိတ်ခမ်း၄ခန်းအထိပေါင်းမှာဖြစ်ပြီးတော့ကျွန်တော် single အိတ်ခမ်းတော့၎င်း mid room တော့၎င်းသုံးပြုအတွက်အခန်းပိုလေးတစ်ခန်းပါမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီအိတ်ခမ်းတွေမှာဆိုလို့ရှိရင်တော့အိတ်ခမ်းတွေကျဲမယ်ရေချိုးခမ်းအိမ်သာအနေထားတွေမှာဆိုလို့ရှိရင်ပိုးတိုင်းပါမယ် basin ပါမယ် stand shower တွေပါမယ်ကျွန်တော်တို့ပြီးရင်ကျွေပြားတွေကိုလည်း ceiling height ထိကတ်ထားပေးတာကိုတွေ့ရမှာဖြစ်ပါတယ်ခင်ဗျ exhaust fan တွေကိုလည်းကျွန်တော် ceiling exhaust တွေအနေနဲ့သုံးထားပေးပါတယ်ခင်ဗျတော်တော်လေးမိုက်တယ်လို့ပြောလို့ရမယ်အိတ်ခမ်းတွေကလည်းသူ့ဟာနဲ့သူကြဲကြဲဝန်းလေးရှိတယ်ကျွန်တော်တို့ဒီဘက်ခေါင်းရင်းဘက်မှာဆိုလို့ရှိရင် master နှခမ်းပါမယ်ခြေရင်းကမ်းမှာခြေရင်းဘက်မှာဆိုလို့ရှိရင်နှခမ်းပါမယ်စုစုပေါင်း၄ခမ်းပေါ့နော်ဒါကတော့ကျဲဝန်းနဲ့တတိယ master ခမ်းပဲဖြစ်ပါတယ်မျက်နှာချက် ceiling design ကရိုးရိုးရှင်းရှင်းလေးနဲ့လှလှပပတေးတက်လေးလှုပ်ထားပေးတယ်အိတ်ခမ်းကြီးကအရန်ကိုကျဲတာဖြစ်တဲ့အတွက်ကြောင့်ဘလို့ဒီမေးမှာဆိုလို့ဒီခမ်းဆိုလို့ရှိရင် family master bedroom အနေနဲ့သုံးလို့ရမယ်ရေပူရေးပါမယ် stand shower ပါမယ်ဘိုးတိုင်းပါမယ် basin ပါမယ်ခင်ဗျာဒါပြီးရင်တော့ကျွန်တော်နောက်ဆုံး master ခန်းကိုကျွန်တော်တစ်ချက်ပြမယ်ဒီအခန်းကတော့လုံးဝကိုအ
အကျယ်ဆုံးအခန်းလို့ပြောလို့ရမယ်ဒီအခန်းမှာဆိုလို့ရှိရင် special master baron လို့ပြောလို့ရလောက်အောင်ကျွန်တော်ရေဘူးရေတွေလည်းထည့်ထားပေးတယ် stand shower တွေလည်းထည့်ထားပေးတယ်ကျွန်တော်တို့ butter တွေလည်းအကုန်ထည့်ထားပေးတာဖြစ်ပါတယ်ခင်ဗျအဲ့ဒီကောင်းရဲ့ master baron မှာပါတဲ့ရေချိုးခန်းအိမ်သာအနေထားရတယ်ကျွန်တော်စင်ရဲ့အိတ်ခမ်းတစ်ခန်းစာလောက်ကိုအသုံးပြုပေးထားတာကိုတွေ့ရမှာဖြစ်ပါတယ်ခင်ဗျဒါပြီးရင်တော့ဒါကတော့ kitchen နဲ့ dining တွဲရအနေထားဖြစ်ပဲဘယ်ဘက်အချမ်းမှာဆိုလို့ရှိရင်ကျွန်တော်တို့စင်ကယ်ကန်းလေးတွေ့ရမှာဖြစ်ပါတယ်ခင်ဗျဒါကတော့စင်ကယ်ကန်းလေးဖြစ်တယ်စင်ကယ်ကန်းမှာဆိုရင်တော့ကျွန်တော်တို့ကြွေပြားပဲသုံးထားပေးတာကိုတွေ့ရမှာဖြစ်တယ်အဓိကအပြင် store သုံးလို့ရတယ်မေရွန်သုံးလို့ရတယ်ဆိုတဲ့အနေထားဖြစ်ပါတယ်ဒါပြီးရင်တော့ Asian မတွေအမေးများတယ် kitchen နဲ့ dining ကဘယ်လိုလဲဆိုတာကျွန်တော်လိုက်ပြပေးမယ်ဘာဖြစ်လို့လဲဆိုတော့ Asian မတွေရဲ့ဖွားရဲ့3ပုံတစ်ပုံအားဆိုလို့ရှိရင် kitchen နဲ့ dining ကနေမှာကုံဆုံးရတာပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့kitchen counter ကြီးဖြစ်တယ် kitchen counter ကိုလည်းကြကြဝန်းလေးပြုတ်လုပ်ပေးထားတဲ့အတွက်ဖြစ်တဲ့အတွက်ကြောင့်မလို့လူချင်းမင်းတို့မိသားစုတွေစိတ်ကြိုက်ချက်ပြုတ်လို့ရမယ်အောက်ဘက်မှာနဲ့အပေါ်ဘက်မှာဆိုလို့ရှိရင် cabinet တွေတေချာလုပ်ပေးထားတယ်ဒီဘက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဘားကောင်တာတွေပေါအောင်အောင်မှာဖြစ်ပါတယ်ဒီဘက်မှာနံရကပ်ဗီဒီယိုတွေပါတေချာလေးထည့်ထားပေးပြီးတော့ compact ဖြစ်လေးနဲ့လူချင်းမင်းတို့စိတ်ကြိုက်ဖန်တီးပေးထားတာကိုတွေ့ရမှာဖြစ်ပါတယ်ဒီအိမ်ရဲ့ခေါ်စည်းကတော့ကျွန်တော်တို့ပြောရမယ်ဆိုရင်7,300တိတိပဲဖြစ်ပါတယ်လူချင်းမင်းတို့စိတ်ကြိုက်ညှိနှိုင်းနိုင်မှာပဲဖြစ်ပါတယ်ပိုင်ဆိုင်မှုကတော့230 gram မြေမျိုးစားဖြစ်ပါတယ်လူချင်းမင်းတို့ဝယ်ယူပြီးတာနဲ့ကိုယ်နဲ့ပဲပေါင်းတန်းပြောင်းနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာဒီအိမ်ရဲ့အလဲကတော့တောင်လဲတွေဖြစ်ပါတယ်ခင်ဗျာလူချင်းမင်းတို့စိတ်ဝင်စားရဆိုလို့ရှိရင်ကျွန်တော်တို့ Dream Home HMB ကိုအချိန်မရွေးဆက်သွယ်စုံစမ်းမေးမြန်းပြီးတော့လာရောက်ကြည့်ရှုဝယ်ယူနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နာမည်ကတော့ Dream Home HMB အကျိုးဆောင်လုပ်ငန်းကကိုပိုင်ပဲဖြစ်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာဒီကဘာပေါ်ကလူသားအလုံးအိမ်လက်လာလေးပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်နော်ဒီ vlog လေးကိုကြိုက်နေတဲ့ဆိုရင်ကျွန်တော်တို့ Facebook account ရဲ့ကျွန်တော် TikTok account လေးကို like and share follow လေးလုပ်ထားပေးဖို့မမေ့ကြပါနဲ့ခင်ဗျာ